ကျွန်တော်တို့ရွာလေးဟာတောင်တန်းတွေကြားမှာငြိမ်းချမ်းစွာတည်ရှိခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ကန်ဆိုးစွာနဲ့မြည်ရည်တွေခန်းချောက်လာခဲ့တဲ့ရွာသားတွေအားလုံးစိုးရိမ်ပူပန်နေကြတယ်ရေမရှိရင်ဘလို့လုပ်ကြမလဲကျွန်တော်လဲဒီအတိုင်းထိုင်ကြည့်မနေနိုင်ဘူးရွာသားတွေရဲ့မျက်နှာမှာပူပန်မှုတွေမြင်ရတော့ကျွန်တော်ရင်ထဲမှာမချစ်မဆန့်ခံစားရတယ်ဒါနဲ့ကျွန်တော်တောင်ပေါ်ကိုတက်ပြီးရေရင်းမြစ်ကိုရှာဖွေဖို့ဆုံးဖြတ်လိုက်တဲ့ခီးကမလွယ်ပါဘူးတောင်ပေါ်လန်းကကျန်းနှန်းပြီးပင်ပန်းတယ်ဒါပေမဲ့ကျွန်တော်လက်မလျှော့ဘူးတောင်ပေါ်ကိုရောက်တော့အန်သားစရာကောင်းတာကတောကောင်လေးတွေကျွန်တော်ကိုကူညီကြတယ်မြောက်လေးတွေရှစ်လေးတွေတခြားတိရစ္ဆာန်လေးတွေဟာကျွန်တော်နဲ့အတူကြောက်တုံးကြီးတွေကိုဖယ်ရှားပေးကြတယ်သူတို့ရဲ့အကူအညီနဲ့ရေစီးကြောင်းကိုပိတ်ဆို့နေတဲ့ကြောက်တုံးတွေကိုကျွန်တော်တို့ဖယ်ရှားနိုင်ခဲ့တယ်အဲ့ဒီနောက်တော့ရေတွေဟာတောင်ပေါ်ကနေစီးဆင်းလာပြီးမြစ်ထဲကိုပြန်လည်ရောက်ရှိလာခဲ့တယ်ရွာသားတွေအားလုံးဝမ်းသာပျော်ရွှင်ကြတယ်ရေပြန်ရပြီဆိုတော့သူတို့မျက်နှာတွေမှာအပြုံးတွေပြန်လည်ပွင့်လန်းလာတယ်ဒီဖြစ်ရက်ကကျွန်တော်ကိုသင်ခန်းစာတစ်ခုပေးခဲ့တယ်စီလုံးချင်းရဲ့အင်အားတဘာဝနဲ့ပေါင်းဆက်နေထိုင်ခြင်းရဲ့တန်ဖိုးကိုကျွန်တော်နားလည်ခဲ့ရတယ်ကျွန်တော်တို့ရွာလေးဟာအခုတော့ရေတွေနဲ့ပြန်လည်စိမ့်လန်းဆိုပြေနေပါပြီ